Christmas Eve အဲ့ဒီနေ့ဟာလူများစုအတွက်တော့မိသားစုတွေနဲ့အတူပျော်ရွှင်စွာဖြတ်သန်းရတဲ့နေ့ပါအိမ်တိုင်းမှာ Christmas မီးလေးတွေထွန်းလာကြပါတယ်ကလေးတွေအတွက်ကတော့လက်ဆောင်တွေကိုစောင့်နေကြပါတယ်မိသားစုတွေကလည်းတစ်နှစ်တာလုံးစောင့်မျှော်ရတယ် Christmas နေ့ကိုအတူတူကြိုဆိုဖို့ပြင်ဆင်နေကြပါတယ်ဒါပေမဲ့2002ခုနှစ်ဒီဇင်ဘာလ24ရက်နေ့မှာတော့ကယ်လီဖိုးနီးယားပြည်နယ်မော်ဒက်စတိုမြို့ရဲ့အိတ်တဲ့အိမ်မှာခရစ်စမတ်ရဲ့ပျော်ရွှင်မှုတွေဟာတိတ်တဆိတ်ပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒီအိမ်မှာနေထိုင်တဲ့အသက်28နှစ်အရွယ်လေစီပီတာဆန်သူမဟာကိုဝင်8လနီးပါးရှိနေတဲ့အမျိုးသမီးတစ်ယောက်ပါ။သူမရဲ့ဘဝမှာအဲ့ဒီချိန်ကတော့အရေးကြီးဆုံးအချိန်တစ်ခုလည်းဖြစ်ပါတယ်။မကြာခင်မှာသူမဟာမိခင်တစ်ယောက်ဖြစ်လာတော့မှာပါ။သူမနဲ့သူမရဲ့ခင်မွန်းတို့ကသူတို့ရဲ့ပထမဆုံးကလေးကိုစောင့်မျှော်နေကြပါတယ်။သားလေးတစ်ယောက်သူ့ကိုကော်နာလို့နာမည်ပေးဖို့ကြိုတင်စီစဉ်ထားခဲ့ကြပါတယ်။ခရစ်စမတ်ရောက်ဖို့တရက်ပဲလိုတော့တဲ့အချိန်မှာအရာအလုံးဟာပုံမှန်အတိုင်းရှိနေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနေ့ကုန်ဆုံးသွားတဲ့အခါမှာတော့လေစီပီတာဆန်ဟာဘယ်မှာရှိနေမှန်းဘယ်သူမှမသိတော့ပါဘူး။သူမပျောက်ဆုံးသွားခဲ့ပါတယ်။အစပိုင်းမှာလူတွေဟာဒါကိုနားလည်ရခက်တဲ့အဖြစ်အပျက်တစ်ခုလိုပဲမြင်ခဲ့ကြပါတယ်။လေစီပီတာဆန်ဘယ်ကိုသွားခဲ့တာလဲ။ဘာကြောင့်ပြန်မလာသေးတာလဲ။သူမဘယ်ချိန်ကလေးကပျောက်ဆုံးနေခဲ့တာလဲ။ဒီမိကွန်းတွေကတစ်ခုချင်းစီပေါ်လာပါတော့တယ်။ဒါပေမဲ့အဖြေကတော့ဘသူစီမှမရှိခဲ့ပါဘူး။အဲ့ဒီအချိန်မှာလေစီရဲ့မိသားစုအတွက်ခရစ်စမတ်ဟာပျော်ရွှင်စရာနေ့တစ်နေ့မဟုတ်တော့ပါဘူးသူတို့အတွက်အရေးကြီးဆုံးအရာကလေစီကိုပြန်ရှာတွေ့ဖို့ပါပဲဒါကြောင့်သူမကိုရှာဖွေဖို့စတင်လှုပ်ရှားကြပါတော့တယ်ရဲတွေကိုအကြောင်းကြားခဲ့ပါတယ်တငယ်ချင်းတွေကိုလည်းဆက်သွယ်ကြပါတယ်မိသားစုဝင်တွေကလည်းသူမပျောက်ဆုံးသွားနိုင်တဲ့နေရာတွေကိုလိုက်လံရှာဖွေကြပါတယ်မကြခင်မှာဒီရှာဖွေမှုတွေကိုလူအများအပြားပါဝင်လာကြပါတယ်လေစီပီတာဆန်ရဲ့ဓာတ်ပုံတွေကိုနေရာအနှံ့ဖြန့်ဝေကြပါတယ်။သူမကိုတွေ့ခဲ့မလားဆိုပြီးလူတွေကိုမေးမြန်းကြပါတယ်။တစုံတစ်ယောက်ကလေစီကိုတွေ့ခဲ့နိုင်မလား။တစုံတစ်ယောက်ကသူမနဲ့ပတ်သက်တဲ့အချက်တစ်ခုခုကိုသတိထားမိခဲ့သလား။အဲ့ဒီမျောလင်းချက်နဲ့လူတွေဟာတဲလွန်စာတစ်ခုချင်းစီကိုလိုက်ရှာနေကြပါတယ်။အဲ့ဒီအချိန်မှာဒီအမှုဟာမိသားစုတစ်စုရဲ့ဝမ်းနည်းစရာဖြစ်ရတစ်ခုထက်ပိုပြီးကြီးမားလာပါတော့တယ်။လေစီပီတာဆန်ပျောက်ဆုံးမှုဟာသတင်းတွေထဲကိုရောက်လာပါတယ်။လူတွေဟာသူမရဲ့ဓာတ်ပုံကိုမြင်လာကြပါတယ်။သူမရဲ့အကြောင်းကိုသိလာကြပါတယ်ပြီးတော့လူတိုင်းရဲ့စိတ်ထဲမှာတူညီတဲ့မိကွန်းတစ်ခုပေါ်လာပါတယ်လေစီပီတာဆန်ပမာလည်းအဲ့ဒီမိကွန်းရဲ့အဖြေကိုရှာဖို့ရဲတွေဟာလေစီရဲ့ဘဝကိုအစကနေပြန်လည်စစ်ဆေးရပါတော့တယ်သူမရဲ့နေ့စဉ်ဘဝသူမရဲ့မိသားစုသူမရဲ့တငယ်ချင်းတွေသူမရဲ့နောက်ဆုံးလှုပ်ရှားမှုတွေအဲ့ဒီနေ့မှာသူမဘယ်နေရာတွေကိုသွားခဲ့လဲဘယ်သူတွေနဲ့တွေ့ခဲ့လဲအဲ့ဒီအရာအလုံးကိုတစ်ခုချင်းစီပြန်လည်စစ်ဆေးရတော့မှာပါ။ဘာကြောင့်လဲဆိုတော့လူတစ်ယောက်ရုတ်တရက်ပျောက်ဆုံးသွားတဲ့အခါသူ့ရဲ့နောက်ဆုံးအချိန်တွေဟာအရေးကြီးဆုံးသဲလွန်စားတွေဖြစ်လာနိုင်လို့ပါ။ဒါပေမဲ့လေစီကိုရှာဖွေတဲ့အချိန်မှာရဲတွေရဲ့လက်ထဲမှာတော့ရှင်းလင်းတဲ့အဖြေတစ်ခုမရှိသေးပါဘူး။လေစီဟာဘဲကိုရောက်သွားတာလဲသူမကိုတစုံတစ်ယောက်ကခေါ်ဆောင်သွားတာလားဒါမှမဟုတ်သူမကိုယ်တိုင်တနေရာကိုထွက်သွားခဲ့တာလားအဲ့ဒီချိန်မှာဘယ်အပြေကိုမှတေချာမပြောနိုင်သေးပါဘူးဒါကြောင့်ရှာဖွေမှုဟာနောက်ထပ်တစ်ဆင့်ပုံမူကျပြန့်လာပါတယ်ရဲတွေကသူမရဲ့မိသားစုကိုမေးမြန်းကြပါတယ်သူမရဲ့တငယ်ချင်းတွေကိုမေးမြန်းကြပါတယ်သူမနဲ့ပတ်သက်တဲ့လူတွေအားလုံးရဲ့ပြောဆိုချက်တွေကိုတခုချင်းစီစုဆောင်းကြပါတယ်အဲ့ဒီလိုနဲ့လေစီပီတာဆန်ရဲ့ပျောက်ဆုံးမှုဟာတဖြည်းဖြည်းနဲ့မိကွန်းတွေကိုပုံများလာတဲ့အမှုတစ်ခုဖြစ်လာပါတော့တယ်။လေစီပီတာဆန်သူမဗမာလဲသူမရဲ့မိသားစုကသူမကိုပြန်တွေ့ဖို့စောင့်မျှော်နေကြပါတယ်။သူမကိုချစ်တဲ့သူတွေသူမပြန်လာမယ်လို့မျှော်လင့်နေကြပါတယ်။ပြီးတော့ရဲတွေကလည်းသူမရဲ့နောက်ဆုံးခြေလှမ်းတွေကိုတဆင်ချင်းစီပြန်လိုက်နေခဲ့ကြပါတယ်။အခုတော့ရှာဖွေရမယ့်နေရာကတစ်မျိုးလုံးဖြစ်နေပါတယ်။အိမ်တွေလမ်းတွေပန်းခြံတွေကမ်းခြေတွေလေစီရှိနေနိုင်မယ့်နေရာတိုင်းကိုတနေရာပြီးတနေရာရှာဖွေကြပါတော့တယ်။ဒါပေမဲ့ရှာဖွေမှုတွေတိုးလာသလောက်မိကွန်းတွေလည်းပိုများလာပါတယ်။ပြီးတော့ဒီအမှုရဲ့အဖြေကိုရှာဖို့အရေးကြီးဆုံးအရာကတော့လေစီပီတာဆန်ပျောက်ဆုံးမသွားခင်နောက်ဆုံးအချိန်တွေမှာတကယ်ဘာတွေဖြစ်ခဲ့သလဲဆိုတာအတိအကျသိဖို့ပါပဲ။ဘာကြောင့်လဲဆိုတော့တခါတလေလူတွေပျောက်ဆုံးသွားတဲ့အမှုမှာအမှန်တရားဟာပျောက်ဆုံးသွားတဲ့သူရဲ့နောက်မှာမရှိပဲသူမပျောက်ဆုံးသွားမဲ့နေ့ကဖြစ်ပျက်ခဲ့တဲ့အသေးစိတ်အချက်လက်တွေထဲမှာပုံကွယ်နေတတ်လို့ပါလေစီပီတာဆန်နောက်ဆုံးနေ့မှာတကယ်ဘာတွေဖြစ်ခဲ့တာလဲသူမကိုနောက်ဆုံးဘသူတွေ့ခဲ့တာလဲပြီးတော့သူမရဲ့နောက်ဆုံးခြေလှမ်းတွေဟာဘယ်ကိုဥတည်နေခဲ့တာလဲမင်္ဂလာပါ Black File မှာကြိုဆိုပါရစေတကယ်လို့ကဘာတဝမ်းကနတ်နေတဲ့မှုခင်းတွေမဖြေရှင်းနိုင်သေးတဲ့ Go Case တွေလူတည်နေတဲ့အမှန်တရားတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ Black File ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်လေစီထွက်ခွာသွားခဲ့တယ်ဆိုရင်သူမဘာကြောင့်ထွက်ခွာသွားခဲ့တာလဲပြီးတော့သူမပြန်လာဖို့စီစဉ်ထားခဲ့သလားအဲ့ဒီအချက်တွေကိုသိဖို့လေစီရဲ့နောက်ဆုံးနေ့ကိုတနာရီချင်းပြန်လည်တိဆောက်ရပါတော့တယ်
အဲ့ဒီလိုနဲ့လေစီရဲ့မနက်ခင်းကနေတဖြည်းဖြည်းနဲ့နေ့လယ်ပိုင်းကိုရောက်လာပါတော့တယ်အဲ့ဒီနေ့မှာလေစီဟာသူ့ရဲ့ခွေးလေးမက်ကင်စီနဲ့အတူလမ်းလျှောက်ထွက်ဖို့စီစဉ်ထားခဲ့တယ်လို့နောက်ပိုင်းမှာသိရှိလာရပါတယ်အဲ့ဒီချက်ဟာအမှုရဲ့နောက်ပိုင်းစုံစမ်းစစ်ဆေးမှုတွေမှာအရေးကြီးတဲ့အချက်တစ်ခုဖြစ်လာပါတယ်ဘာကြောင့်လဲဆိုတော့လေစီရဲ့အိမ်မွေးခွေးဟာနောက်ပိုင်းမှာအိမ်အနီးနားမှာပဲပြန်တွေ့ခဲ့ရတာကြောင့်ပါဒါပေမဲ့လေစီကတော့အဲ့ဒီအချိန်မှာဘာမှရှိနေခဲ့လဲဆိုတာမသိရသေးပါဘူးလေစီဟာခွေးနဲ့အတူလမ်းလျှောက်ဖို့တကယ်ပဲထွက်သွားခဲ့တာလားသူမဘယ်အချိန်မှာထွက်သွားခဲ့တာလဲသူမကိုလမ်းမှာတစုံတစ်ယောက်ကတွေ့ခဲ့သလားဒါမှမဟုတ်အဲ့ဒီချိန်မတိုင်ခင်မှာပဲတခုခုဖြစ်ပျက်ခဲ့တာလားလူတွေဟာလေစီကိုအပြစ်မှရှာနေကြပါတယ်လမ်းတွေပေါ်မှာပန်းချံတွေမှာအနီးနားနေရာတွေမှာသူမကိုရှာဖွေကြပါတယ်ဒါပေမဲ့ရှာဖွေမှုတွေတိုးလာခဲ့ပေမဲ့လေစီရဲ့တဲလွန်စားကတော့ပေါ်မလာခဲ့ပါဘူးတနေရာပြီးတနေရာရှာဖွေကြပါတယ်တယောက်ပြီးတယောက်မေးမြန်းကြပါတယ်ဒါပေမဲ့လေစီဘာမှရှိနေလဲဆိုတာကိုတော့ဘယ်သူမှမသိနိုင်သေးပါဘူးဒီလိုနဲ့လေစီရဲ့ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးနောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုပေါ်လာပါတော့တယ်လေစီပျောက်ဆုံးသွားတဲ့နေ့မှာသူမနဲ့အတူရှိနေခဲ့တဲ့သူတယောက်ရှိခဲ့ပါတယ်အဲ့ဒီလူရဲ့ပြောဆိုချက်ဟာနောက်ပိုင်းမှာရဲတွေအတွက်လေစီပီတာဆန်ရဲ့နောက်ဆုံးနေ့ကိုပြန်လည်ဖော်ထုတ်ရမှာအရေးကြီးဆုံးအစိတ်ပိုင်းတစ်ခုဖြစ်လာတော့မှာပါအဲ့ဒီလူကပျောက်ဆုံးနေတဲ့လေစီရဲ့ခင်ဗျစကော့ပီတာဆန်ပဲဖြစ်ပါတယ်ရဲတွေဟာသူပြောခဲ့တဲ့ဒီဇင်ဘာလ24ရက်နေ့ရဲ့အဖြစ်အပျက်တွေကိုတဆင့်ချင်းပြန်လည်စစ်ဆေးရပါတော့တယ်အဲ့ဒီနေ့မှာစကော့ဘယ်မှာရှိခဲ့လဲဘာလုပ်ခဲ့လဲဘယ်အချိန်မှာဘယ်နေရာကိုသွားခဲ့လဲပြီးတော့သူပြောခဲ့တဲ့အဖြစ်အပျက်တွေနဲ့တခြားရရှိလာတဲ့အချက်လက်တွေတကယ်ပဲကိုက်ညီနေခဲ့ရဲ့လားဒီမိကုန်းတွေကိုရဲတွေကအစတင်မေးမြန်းလာတဲ့အချိန်မှာတော့လေစီပီတာဆန်ရဲ့အမှုဟာနောက်ထပ်အလွန်ရေးကြီးတဲ့အခြေအနေတစ်ခုကိုဝင်ရောက်လာပါတော့တယ်ရဲတွေအတွက်တော့အရေးကြီးဆုံးလူတစ်ယောက်ကလေစီရဲ့ခင်ဗျစကော့ပီတာဆန်ဖြစ်လာပါတယ်ဒါဟာထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူးလူတစ်ယောက်ပျောက်ဆုံးသွားတဲ့အခါအနည်းဆုံးမိသားစုဝင်တွေကိုမေးမြန်းတာကပုံမှန်စုံစမ်းစစ်ဆေးမှုတစ်ခုပါပဲအဲ့ဒီချိန်မှာစကော့ဟာလည်းပျောက်ဆုံးနေတဲ့ဇနီးကိုပြန်ရှာဖို့ရဲတွေရဲ့မေးမြန်းမှုတွေကိုဖြေကြားနေခဲ့ပါတယ်ဒါပေမဲ့ရဲတွေအတွက်စကော့ကိုတန်တရားရှိလို့မဟုတ်ပါဘူးလေစီပျောက်ဆုံးသွားတဲ့နေ့မှာတကယ်ဘာတွေဖြစ်ခဲ့လဲဆိုတာကိုအတိအကျသိကြလို့ပါဒါကြောင့်စကော့ရဲ့ပြောပြချက်တွေကိုတစ်ခုချင်းစီပြန်လည်နားထောင်ကြပါတယ်စကော့ပြောပြချက်အရအဲ့ဒီနေ့မှာသူဟာအိမ်ကနေထွက်ခဲ့ပါတယ်သူသွားခဲ့တဲ့နေရာကဆန်ဖရန်စစ္စကိုဘေးအနီးဘာကလီမရီနာသူဟာအဲ့ဒီနေရာကိုငားမြဖို့သွားခဲ့တာပါအဲ့ဒီချိန်မှာတော့ဒီအရာဟာတာမန်နေ့တစ်နေ့ရဲ့တာမန်လှုပ်ရှားမှုတစ်ခုလိုပါပဲဒါပေမဲ့ရဲတွေကဒီအကြောင်းကိုပို့ပြီးတော့အသေးစိတ်သိကြလာပါတော့တယ်စကော့ဟာဘယ်အချိန်မှာအိမ်ကနေထွက်ခဲ့တာလဲဘယ်အချိန်မှာဘော့ကလီမရီနာကိုရောက်ခဲ့တာလဲဘယ်အချိန်မှာပြန်လာခဲ့တာလဲပြီးတော့အဲ့ဒီအချိန်တွေမှာသူဘသူတွေနဲ့တွေ့ခဲ့တာလဲဒီမိကွန်းတွေဟာဒီအမှုရဲ့နောက်ပိုင်းမှာအလွန်အရေးကြီးလာတော့မှာပါဒါပေမဲ့အဲ့ဒီအချိန်မှာတော့ရဲတွေဟာစကော့ရဲ့ပြောစကားကိုချက်ချင်းမယုံကြည်ဘူးလို့လည်းမပြောနိုင်သေးပါဘူးသူ့ရဲ့ပြောဆိုချက်ကိုအခြားရရှိထားတဲ့အချက်လက်တွေနဲ့တိုက်ဆိုင်စစ်ဆေးဖို့ပဲစူးစမ်းနေကြပါတယ်အမှုတစ်ခုစုံစမ်းတဲ့အခါလူတစ်ယောက်ရဲ့ပြောစကားတစ်ခုတည်းနဲ့အဖြေရှာလို့မရပါဘူးအချိန်နေရာလှုပ်ရှားမှုအဲ့ဒီအရာအားလုံးဟာတစ်ခုနဲ့တစ်ခုကိုက်ညီနေရပါမယ်။လေစီပျောက်ဆုံးနေတဲ့အချိန်မှာစကော့ပီတာဆန်ဘယ်မှာရှိနေကြတာလဲ။အဖြေကတော့ဘာကလီမရီနာဒါပေမဲ့ဒီအဖြေဟာနောက်ထပ်မေးခွန်းတွေကိုဖန်တီးပေးလိုက်ပါတယ်။ဘာကြောင့်ဘာကလီမရီနာကိုတွားခဲ့တာလဲ။အဲ့ဒီနေ့မှာသူတယောက်တည်းတွားခဲ့တာလား။သူ့ရဲ့ခရီးစဉ်ကဘယ်လောက်ကြာခဲ့တာလဲ။ပြီးတော့အဲ့ဒီနေရာမှာတကယ်ပဲငားမြခဲ့တာလားဒီမိကုန်းတွေကိုဖြေဖို့ရဲတွေဟာစကော့ရဲ့ပြောဆိုချက်တွေကိုအခြားသက်သေတွေနဲ့တိုက်ဆိုင်စစ်ဆေးရပါတော့တယ်အဲ့ဒီချိန်မှာစုံစမ်းစစ်ဆေးသူတွေရဲ့အာယုံဟာစကော့ရဲ့ပြောစကားထဲမှာအနှဲငယ်ပို့ပြီးစူးစီးလာပါတယ်ဒါဟာစကော့ကိုတရားခံလို့သတ်မှတ်လိုက်တာမဟုတ်သေးပါဘူးလေစီပီတာဆန်ပျောက်ဆုံးသွားတဲ့နေ့မှာသူမရဲ့နောက်ဆုံးလှုပ်ရှားမှုနဲ့စကော့ရဲ့လှုပ်ရှားမှုဟာတစ်ချိန်တည်းမှာတစ်ခုနဲ့တစ်ခုဆက်လာနိုင်လို့ပါဒီနေရာမှာအမှုရဲ့နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုပေါ်လာပါတယ်စကော့ပီတာဆန်ဟာအဲ့ဒီနေ့မှာသူ့ရဲ့လင်ငယ်တစ်စင်းနဲ့ဘာကလီမရီနာကိုတွားခဲ့တယ်လို့ပြောထားပါတယ်ဒါပေမဲ့မကြာခင်မှာရဲတွေရဲ့အာရုံစိုက်မှုကိုရရှိလာပါတော့တယ်ဘာကြောင့်လဲဆိုတော့စကော့ကအဲ့ဒီနေ့မှာဘာလုပ်ခဲ့တယ်ဆိုတာကိုသိဖို့အတွက်အဲ့ဒီလေဟာအလွန်ရေးကြီးတဲ့တဲလွန်စာတစ်ခုဖြစ်လာနိုင်လို့ပါစကော့ရဲ့လှုပ်ရှားမှုတွေတဲကတချို့အချက်တွေဟာရဲတွေအတွက်မေးခွန်းထုတ်စရာဖြစ်လာပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာတော့အဖြေကမရှင်းသေးပါဘူးတတ်သိမရှိသေးပါဘူးအတီးပြုတ်ချက်လည်းမရှိသေးပါဘူးရှိနေတာကတော့မေးခွန်းတွေပါပဲလေစီပီတာဆန်ပျောက်ဆုံးသွားတဲ့နေ့မှာစကော့ပီတာဆန်ဟာဘာကလီမရီနာကိုတကယ်ရောက်ခဲ့ပါတယ်ဒါပေမဲ့သူပြောခဲ့တဲ့အတိုင်းအဲ့ဒီနေ့မှာသူတကယ်ပဲငားမြခဲ့တာလားဒါမှ
မှမဟုတ်အဲ့ဒီခရီးနောက်ကွယ်မှာတခြားအကြောင်းအရာတွေရှိနေကြတာလားရဲတွေအတွက်တော့ဖြေရှင်းရမယ်နောက်ထပ်ဘေရီတစ်ခုဖြစ်လာပါပြီပြီးတော့ဒီဘေရီရဲ့အဖြေကိုရှာဖို့သူတို့ဟာစကော့ရဲ့လေကိုအနီးကပ်စစ်ဆေးရပါတော့တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီလေယာလေစီပီတာဆန်ရဲ့ပျောက်ဆုံးမှုနဲ့ဆက်ဆက်နိုင်တဲ့အရေးကြီးဆုံးတဲလွန်စားတွေကတစ်ခုဖြစ်လာတော့မှာမို့ပါဒါပေမဲ့ရဲတွေမတီသေးတာကအဲ့ဒီလေယာသူတို့ထင်ထားတာတဲ့ပိုပြီးအရေးကြီးနေခဲ့တဲ့ဆိုတာပါပဲလေထဲမှာထူးခြားတဲ့အရာတစ်ခုတွေ့ရှိလာပါတယ်လေဟာအဲ့ဒီနေ့ကပထမဆုံးအချိန်ရေထဲထွက်ဖို့တင့်တော်တဲ့အခြေအနေမှာရှိမနေခဲ့ပါဘူးစကော့ရဲ့လေဟာအလွန်သိငယ်တဲ့လေတစ်စင်းမှာပြီးတော့အဲ့ဒီလေဟာရေပြင်ပေါ်မှာအလွန်တည်ငြိမ်တဲ့လှေမျိုးလည်းမဟုတ်ခဲ့ပါဘူးဒီနေရာမှာရဲတွေအတွက်နောက်ထပ်မိန့်ခွန်းတစ်ခုပေါ်လာပါတယ်ဘာကြောင့်ဒီလေကိုရွေးခဲ့တာလဲစကော့ရဲ့အဖြေကတော့ရိုးရိုးလေးပါပဲငားမြဖို့အတွက်လေကိုသုံးခဲ့တာပါတဲ့ဒါပေမဲ့စုံစမ်းမှုတွေဆက်လက်လှုပ်ဆောင်လာတဲ့အခါလေထဲမှာထူးခြားတဲ့အရာတစ်ခုရှိနေတာကိုထပ်ပြီးတော့သတိထားလာမိပါတယ်အဲ့ဒါကတော့လေထဲမှာငားများဖို့လိုအပ်တဲ့ပစ္စည်းတွေလုံလောက်စွာမရှိတာပါဒီအချက်တစ်ခုတည်းနဲ့တော့ဘာမှသက်သေမပြနိုင်ပါဘူးငားများဖို့သွားပေမဲ့ငားမဖက်တာလည်းဖြစ်နိုင်ပါတယ်ပစ္စည်းမစုံတာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ရဲတွေဟာအဲ့ဒီအချက်တစ်ခုတည်းကိုပဲကြည့်နေတာတော့မဟုတ်ပါဘူးအဲ့ဒီနေ့မှာစကော့ပြောခဲ့တဲ့အရာတွေသူ့ရဲ့လှုပ်ရှားမှုတွေပြီးတော့လေထဲမှာတွေးရှိခဲ့တဲ့အချက်တွေကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့စဉ်းစားနေကြတာပါဒီလိုနဲ့လေထဲမှာသက်သေခံနိုင်တဲ့အရာတွေရှိမရှိဆက်လက်ပြီးစစ်ဆေးကြပါတယ်စကော့ပြောတဲ့ငါးဖန်ခရီးစဉ်နဲ့တကယ်ဖြစ်ပျက်ခဲ့တာကကိုက်ညီမှုရှိမရှိပြန်စစ်ခဲ့ကြပါတယ်စကော့ရဲ့လေဟာတစုံတစ်ခုကိုတည်ဆောင်ဖို့အတွက်တင့်တော်တဲ့လေတစ်စင်းတော့ဖြစ်နိုင်ပေမဲ့လေစီနဲ့ဆက်ဆက်တယ်လို့တော့ပြောလို့မရသေးပါဘူးအခုချိန်မှာလေစီရဲ့ခန္ဓာကိုယ်ကိုမတွေ့ရသေးပါဘူးသူမကိုဘသူကဘာလုပ်ခဲ့လဲဆိုတာကိုမသိရသေးပါဘူးဒါကြောင့်ရဲတွေဟာတန်တရားနဲ့အဖြစ်မှန်ကိုခွဲခြားထားရပါတယ်။ဒေစီရဲ့မိသားစုအတွက်ကတော့သူမကိုပြန်တွေ့ဖို့မျှော်လင့်နေသေးပါ။ရှာဖွေမှုတွေကလည်းမရက်သေးပါဘူး။ဒါပေမဲ့အမှုကိုစုံစမ်းတဲ့သူတွေအတွက်ကတော့အခုချိန်မှာနောက်ထပ်အရေးကြီးတဲ့နေရာတစ်ခုရှိလာပါပြီ။ San Francisco Bay အဲ့ဒီရေပြင်ကြီးထဲမှာစကော့ဘာလုပ်ခဲ့လဲ။သူဘယ်နေရာကိုသွားခဲ့လဲ။ပြီးတော့သူ့လေထဲမှာဘာတွေဖြစ်ပျက်ခဲ့လဲ။ဒီမိကုန်းတွေကိုဖြေဖို့ရဲတွေဟာရေပြင်ထဲမှာရှာဖွေမှုတွေစတင်လှုပ်ဆောင်လာကြပါတယ်။ဒေစီရဲ့ပျောက်ဆုံးမှုဟာကုန်းပေါ်ကရှာဖွေမှုတစ်ခုအဖြစ်ကနေရေပြင်ထဲအထိရောက်ရှိလာခဲ့ပါပြီ။ဒါပေမဲ့ရေပြင်ကအဖြေကိုတော့လွယ်လွယ်နဲ့ပေးမှာမဟုတ်ပါဘူး။ San Francisco Bay ကျေပြန့်တဲ့ရေပြင်အောက်မှာဘာတွေရှိနေတယ်ဆိုတာဘယ်သူမှမသိနိုင်သေးပါဘူး။ဒါမှမဟုတ်ရေပြင်ကြီးကအရာအလုံးကိုထာဝရဖုံးကွယ်ထားမလား။အဖြေကတော့မကြခင်မှာပေါ်လာတော့မှာပါ။ရဲတွေဟာ San Francisco Bay ထဲမှာရှာဖွေမှုတွေစတင်လှုပ်ဆောင်လာကြပါတယ်။ရေပြင်ဟာအလွန်ကျေပြန့်ပါတယ်။ရေစီးတွေကလည်းအမြဲတမ်းပြောင်းလဲနေပါတယ်။တနေရာမှာရှာဖွေထားတဲ့အရာဟာနောက်တနေရာကိုရွေလျားသွားနိုင်ပါတယ်။ဒါကြောင့်ရေထဲမှာပျောက်ဆုံးနေတဲ့လူတစ်ယောက်ကိုရှာဖွေဖို့ဆိုတာလွယ်ကူတဲ့အလုပ်တော့မဟုတ်ခဲ့ပါဘူး။ဒါပေမဲ့ရဲတွေနဲ့ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကတော့မရန်တက်ခဲ့ကြပါဘူး။သူတို့ဟာရေပြေတစ်လျှောက်ကိုနေရာအမျိုးမျိုးမှာရှာဖွေကြပါတယ်။တနေရာပြီးတနေရာစစ်ဆေးကြပါတယ်။ရေထဲမှာတစုံတရာတွေ့မလားဆိုပြီးမျှော်လင့်ကြပါတယ်။လေစီရဲ့မိသားစုကတော့အဖြေတစ်ခုကိုပဲစောင့်မျှော်နေကြပါတယ်။သူမအသက်ရှင်နေသေးရင်ပြန်တွေ့ကျင်ကြပါတယ်။မဟုတ်ရင်တော့သူမဘာဖြစ်သွားလဲဆိုတာကိုအနည်းဆုံးသိကျင်ကြပါတယ်အခုချိန်မှာတော့ရဲတွေရဲ့အာယုံဟာစကော့ပီတာဆန်စီကိုပို့ပြီးစူးစီးလာနေပါပြီဒါဟာသူ့ကိုတရက်ခံလို့သတ်မှတ်ထားတာတော့မဟုတ်သေးပါဘူးဒါပေမဲ့လေစီရဲ့ခင်မုန်းဖြစ်တဲ့အတွက်သူ့ရဲ့ငါးဖန်ခရီးစဉ်ဟာတကယ်ပဲအဲ့ဒီတိုင်းဖြစ်ခဲ့တာလားရဲတွေဟာစကော့ရဲ့နောက်ခံဘဝကိုပို့ပြီးစစ်ဆေးလာကြပါတယ်သူ့ရဲ့အလုံးသူ့ရဲ့မိသားစုဘဝသူ့ရဲ့တငယ်ချင်းတွေပြီးတော့သူ့ရဲ့နေ့စဉ်ဘဝအဲ့ဒီရာအားလုံးဟာစုံစမ်းစစ်ဆေးမှုတွေတဲကိုတဖြည်းဖြည်းဝင်ရောက်လာပါတော့တယ်အဲ့ဒီလိုစုံစမ်းရင်ရဲတွေဟာမမျှော်လင့်ထားတဲ့အချက်တစ်ခုကိုသိရှိလာကြပါတယ်စကော့ပီတာဆန်ရဲ့ဘဝထဲမှာလေစီပီတာဆန်မဟုတ်တဲ့နောက်ထပ်အမျိုးသမီးတစ်ယောက်ရှိနေခဲ့တာပါသူမရဲ့နာမည်ကတော့ Amber Free Amber Free ဟာစကော့ပီတာဆန်နဲ့အချစ်ရေးတစ်ခုရှိနေခဲ့တဲ့အမျိုးသမီးတစ်ယောက်ပါဒါပေမဲ့ Amber သိထားတဲ့စကော့ဟာအိမ်တော်မရှိတဲ့တကိုယ်တည်းနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်သူမှမိသားစုရှိတယ်ဆိုတာ Amber မသိခဲ့ပါဘူးဒါပေမဲ့လေစီပီတာဆန်ပျောက်ဆုံးသွားတဲ့တဲ့တင်ကို Amber ကသိရှိလာတဲ့အချိန်မှာတော့သူမရဲ့ဘဝဟာရုတ်တရက်ပြောင်းလဲသွားပါတယ်သူမသိတဲ့အမျိုးသားတစ်ယောက်အိမ်တော်ရှိနေခဲ့တဲ့ဆိုတာကိုသိလိုက်ရပါတယ်ပြီးတော့အဲ့ဒီမျိုးသားရဲ့ဇနီးဟာအခုပျောက်ဆုံးနေပါတယ်။ Amber အတွက်ကတော့ဒါဟာနားလည်ရခက်တဲ့အခြေအနေတစ်ခုဖြစ်လာပါတယ်။သူမဟာအဲ့ဒီအကြောင်းကိုရဲတွေကိုပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ကတော့လေစီပီတာဆန်အမှုရဲ့နောက်ထပ်အရေးကြီးတဲ့အခန်းတစ်ခန်းကိုဖွင့်ပေးလိုက်တာပဲဖြစ်ပါတယ်။ရဲတွေဟာ Amber ကိုမေးမြန်းကြပါတယ်။ Scott နဲ့သူမရဲ့ဆက်ဆံရေးအကြောင်းသိရှိလာကြပါတယ်။ပြီးတော့ Scott နဲ့ Amber တို့ဖုန်းပြောဆိုခဲ့တဲ့ဖုန်းတွေကစကားတွေကိုပြန်လည်စစ်ဆေးကြပါတယ်
Scott ဟာ Amber ကိုသူ့ရဲ့အိမ်တော်ရဲ့အကြောင်းအမှန်တိုင်းမပြောပြခဲ့ပါဘူးသူမှဇနီးတစ်ယောက်ရှိတယ်ဆိုတာ Amber မသိခဲ့ပါဘူးဒါပေမဲ့အဲ့ဒီချက်တစ်ခုတည်းနဲ့တော့ Scott ဟာ Lacy ကိုဘာလုပ်ခဲ့တယ်ဆိုတာသက်သေမပြနိုင်သေးပါဘူး Lacy ပျောက်ဆုံးမှု Scott ရဲ့ Berkeley Marina ခရီးပြီးတော့ Amber Free နဲ့လှုပ်ဝက်အခြေရဒီအရာတွေဟာတစ်ခုနဲ့တစ်ခုဖြည်းဖြည်းချင်းတော့ဆက်လာနေပါတယ် Amber Free ရဲ့ပြောဆိုချက်တွေကလည်းအမှုရဲ့လမ်းကြောင်းကိုနောက်ထပ်တစ်ကြိမ်ပြောင်းလဲသွားစေခဲ့ပါတယ်အခုကစပြီးဒီအမှုဟာပျောက်ဆုံးနေတဲ့အမျိုးသမီးတစ်ယောက်ကိုရှာဖွေနေတဲ့အမှုတစ်ခုကနေတယောက်ကအမှန်တရားကိုဖုံးကွယ်ထားနိုင်တဲ့အမှုတစ်ခုဖြစ်လာပါတော့တယ် Amber Free ဟာသူမနဲ့ Scott တို့ဆက်သွယ်ခဲ့တဲ့ဖုန်းစကားတွေကိုရဲတွေကစောင့်ကြည့်နိုင်အောင်အကူအညီပေးခဲ့ပါတယ်တစ်ဖက်မှာလဲ Scott Peterson ဟာသူပြောနေတဲ့ဖုန်းခေါ်ဆိုမှုမှာ Amber တယောက်တည်းရှိနေတယ်လို့ထင်နေခဲ့ပါတယ်။ဒါပေမဲ့သူမနောက်ကွယ်မှာရဲတွေရှိနေခဲ့ပြီး Scott ရဲ့ပြောသမျှစကားတွေကိုစောင့်ကြည့်နေကြပါတယ်။ Scott ဟာ Amber နဲ့စကားပြောတဲ့အခါသူ့ဘဝဇာတ်ကြောင်းသူ့ရဲ့အတိတ်အကြောင်းသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးအကြောင်းတွေကိုပဲဇက်တိုက်ပြောဆိုနေခဲ့ပါတယ်။ဒါပေမဲ့ရဲတွေစောင့်ကြည့်နေတာကတော့စကားလုံးတိုင်းကိုမဟုတ်ပါဘူး။သူပြောတဲ့အချိန်တွေနေ့ရက်တွေနေရာတွေပြီးတော့အဲ့ဒီအရာတွေဟာလေးစီပျောက်ဆုံးမှုနဲ့ဘလို့ဆက်ဆက်နေသလဲဆိုတာပါပဲအဲ့ဒီအချိန်မှာ Scott ဟာ Amber ကိုတခါတလေအလွန်ထူးခြားတဲ့စကားတွေကိုပြောခဲ့ပါတယ်သူဟာသူ့ရဲ့ကိုယ်ကိုယ်တာဘဝကိုအမှန်တိုင်းမပြောခဲ့သလိုတချို့အချိန်တွေမှာလည်းသူ့ရဲ့ဘဝမှာဖြစ်ပျက်နေတဲ့အရာတွေကိုလည်းဖုံးကွယ်ထားခဲ့ပါတယ်ဒီလိုနဲ့ရဲတပ်ဖွဲ့ဟာဖုန်းစကားတွေကိုတစ်ခုချင်းစီစုဆောင်းပါတယ်အချိန်နဲ့တိုက်ဆိုင်စစ်ဆေးပါတယ် Scott ပြောတဲ့အရာတွေကိုတခြားရရှိထားတဲ့အချက်လက်တွေနဲ့ပြန်လည်တိုက်စစ်ခဲ့ကြပါတယ် Scott ရဲ့လိမ်ညာမှုတွေဟာLazyပျောက်ဆုံးမှုနဲ့တိုက်ရိုက်ဆက်ဆက်နေတဲ့ဆိုတာအဲ့ဒီချိန်မှာသက်သေမပြနိုင်သေးပါဘူးသူဟာသူ့ရဲ့အခြေရေးကိုဖုံးကွယ်ခြင်းလို့လေခဲ့တာလည်းဖြစ်နိုင်ပါတယ်ဒါမှမဟုတ်အမှုနဲ့ပတ်သက်တဲ့တခြားအကြောင်းအရာတစ်ခုခုကိုဖုံးကွယ်ဖို့စူးစမ်းခဲ့တာလည်းဖြစ်နိုင်ပါတယ်။အဲ့ဒီချိန်မှာတော့ဒါဟာတန်တရားပဲရှိပါသေးတယ်။ Lazy Petersonကိုရှာဖွေမှုတွေဆက်လက်လှုပ်ဆောင်နေတဲ့အချိန်လူတွေဟာသူမကိုအသက်ရှင်လျက်ပြတ်တွေ့နိုင်မယ်လို့မျှော်လင့်နေကြစေပါ။ဒီလိုနဲ့2003ခုနှစ်ဧပြီလအတွင်း San Francisco Bay အနီးမှာအရေးကြီးတဲ့တွေ့ရှိချက်တစ်ခုပေါ်လာပါတယ်။ဧပြီလ23ရက်နေ့ရေပြင်အနီးလူတစ်ယောက်ရဲ့အလောင်းကိုတွေ့ရှိခဲ့ပါတယ်။အစာပိုင်းမှာတော့အဲ့ဒီအလောင်းဟာဘယ်သူလဲဆိုတာချက်ချင်းမသိနိုင်သေးပါဘူး။အဲ့ဒီအလောင်းကိုစစ်ဆေးဖို့လိုအပ်လာပါတယ်။အဲ့ဒီအလောင်းက Lazy Peterson ဟုတ်ပါသလား။အဲ့ဒီအဖြေကိုမသိသေးခင်လူတွေအားလုံးဟာမျှော်လင့်ချက်နဲ့ကြောက်ရွံ့မှုကြားမှာစောင့်ဆိုင်းနေကြပါတယ်။အဲ့ဒီနေ့မှာပဲနောက်ထပ်အလောင်းတစ်ခုကိုအဲ့ဒီရေပြင်အနီးမှာတွေ့ရှိခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့အဲ့ဒီအလောင်းဟာမွေးကင်းစကလေးတစ်ယောက်ရဲ့အလောင်းဖြစ်နေခဲ့ပါတယ်။ရေပြင်အနီးမှာအမျိုးသမီးတစ်ယောက်ရဲ့အလောင်းနဲ့မွေးကင်းစကလေးတစ်ယောက်ရဲ့အလောင်းတစ်ချိန်ထဲမှာတွေ့ရှိလာတဲ့အခါဒီအမှုဟာနောက်ထပ်အဆင့်တစ်ခုကိုရောက်ရှိသွားပါတယ်။ဒါပေမဲ့အဲ့ဒီအလောင်းတွေဟာLazyနဲ့Connorဟုတ်မဟုတ်အတီးပြုတ်ဖို့စောင့်ဆိုင်းရပါသေးတယ်။အဲ့ဒီအတီးပြုတ်ချက်ဟာမကြခင်မှာပဲရောက်ရှိလာပါတယ်။တွေ့ရှိခဲ့တဲ့အမျိုးသမီးရဲ့အလောင်းဟာLazy Petersonဖြစ်ကြောင်းအတီးပြုတ်နိုင်ခဲ့ပါတယ်။ပြီးတော့ကလေးရဲ့အလောင်းဟာလည်းLazyရဲ့မမွေးဖွားသေးတဲ့သားConnorဖြစ်ကြောင်းအတီးပြုတ်ခဲ့ပါတယ်။ဒီအချိန်မှာတော့Lazyကိုအသက်ရှင်လျက်ပြတ်တွေ့နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်ဟာအဆုံးသတ်သွားခဲ့ပါပြီ။သူမရဲ့မိသားစုအတွက်ဒီအဖြစ်အပျက်ဟာအလွန်နာကျင်စရာကောင်းတဲ့အမှန်တရားတစ်ခုဖြစ်လာခဲ့ပါတယ်။အချိန်အတော်ကြာရှာဖွေခဲ့ကြပါတယ်။မျှော်လင့်ခဲ့ကြပါတယ်။စောင့်ဆိုင်းခဲ့ကြပါတယ်။ဒါပေမဲ့နောက်ဆုံးမှာသူမကိုပြတ်တွေ့ခဲ့ရတာကအသက်ရှင်လျက်မဟုတ်တော့ပါဘူး။အစမှာတော့Lazy Peterson ဗမာလဲအခုတော့ Lazyကိုဘသူတတ်ခဲ့တာလဲ။ဒီအချိန်ကစပြီး Lazy Peterson ပျောက်ဆုံးမှုဟာပျောက်ဆုံးသူတယောက်ကိုရှာဖွေနေတဲ့အမှုတစ်ခုမဟုတ်တော့ပါဘူးလူသတ်မှုတစ်ခုဖြစ်လာပါတယ်ပြီးတော့ရဲတွေရဲ့အာယုံဟာတနေရာတဲကိုပဲပို့ပြီးစူးစီးလာပါတယ် Scott Peterson အခုတော့ Scott ဟာLazyရဲ့ခင်မိုးတယောက်ဖြစ်တာမန်စုံစမ်းမေးမြန်းခံရတဲ့လူတယောက်မဟုတ်တော့ပါဘူးသူဟာLazyပျောက်ဆုံးမှုရဲ့အဓိကတန်တရားရှိသူဖြစ်လာပါတယ်Lazyရဲ့အလောင်းကိုဘာကြောင့် San Francisco Bay အနီးမှာတွေ့ရတာလဲ Scott ကဒီဇင်ဘာလ24ရက်နေ့မှာအဲ့ဒီနေရာကိုသွားခဲ့ပါတယ်ပြီးတော့Lazyရဲ့အလောင်းကိုလည်းလအတော်ကြာလောက်ရှာပြီးတဲ့နောက်မှာအဲ့ဒီနေရာအနီးနားမှာပဲတွေ့ရှိခဲ့ပါတယ်ဒီအချက်နှစ်ခုဟာတစ်ခုနဲ့တစ်ခုတိုက်ဆိုင်မှုတစ်ခုပဲလားဒါမှမဟုတ်တစ်ခုနဲ့တစ်ခုဓာတ်ရိုက်ဆက်ဆက်နေသလားLazyရဲ့အလောင်းကိုရေပြင်ကျဲကြီးကပြန်ပေးလိုက်ပြီဆိုတာနဲ့အမှုကပြီးသွားတာတော့မဟုတ်ပါဘူးတကယ်တော့အခုမှအမှုရဲ့အခက်အခဲဆုံးအပိုင်းကိုစတင်လာတာပါLazyကိုဘယ်သူတတ်ခဲ့တာလဲဘယ်အချိန်မှတတ်ခဲ့တာလဲဘလို့တတ်ခဲ့တာလဲဘာကြောင့်သူမရဲ့အလောင်းကိုရေပြင်အနီးမှာစိုးပစ်ခဲ့တာလဲ
ရဲတွေရဲ့လက်ထဲမှာအလောင်းတွေရှိနေပါပြီပြီးတော့အလောင်းတွေ့ရှိခဲ့တဲ့နေရာလည်းရှိနေပါပြီအခုလိုအပ်နေတာကတော့ဒီရာအလုံးကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်ပေးနိုင်မဲ့တပ်တွေပါပဲအဲ့ဒီတပ်တွေကိုရှာဖို့ရဲတွေဟာစကော့ပီတာဆန်ရဲ့အတိတ်ကိုထပ်မံပြန်လည်ပြီးစစ်ဆေးရပါတော့မယ်ဒီအချိန်မှာစကော့ဟာရဲတွေရဲ့စုံစမ်းမှုကိုစောင့်ဆိုင်နေမဲ့သူမဟုတ်တော့ပါဘူးဧပြီလ18ရက်နေ့စကော့ပီတာဆန်ဟာကယ်လီဖိုးနီးယားကနေထွက်ခွာသွားခဲ့ပါတယ်သူဟာသူ့ရဲ့ပုံစံကိုပြောင်းလဲထားပါတယ်သူ့ရဲ့စပင်ကိုအယောင်ပြောင်းထားပါတယ်သူ့ရဲ့မျက်နှာပုံစံကိုပြောင်းလဲဖို့ကြိုးစားထားပါတယ်ပြီးတော့သူ့ကိုယ်သူအခြားတစ်ယောက်လိုဖုံးကွယ်ဖို့ကြိုးစားခဲ့ပါတယ်လေစီရဲ့အလောင်းကိုတွေ့ရှိပြီးမကြာခင်မှာပဲစကော့ဟာမြို့ကနေထွက်ခွာသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာသူ့ရဲ့လုပ်ရက်ကိုလူတိုင်းကတမျိုးတစ်ဖုံစတင်မြင်လာကြပါတယ်သူဘာကြောင့်ထွက်ပြေးခဲ့တာလဲသူဘာကိုကြောက်နေတာလဲသူဘယ်ကိုသွားနေတာလဲဒီမိကွန်းတွေကတစ်ခုပြီးတစ်ခုပေါ်လာပါတယ်အခုတော့ခင်မိုးဖြစ်သူစကော့ကအဓိကတန်တရားရှိသူဖြစ်နေပါတယ်ရဲတွေဟာစကော့ရဲ့လှုပ်ရှားမှုတွေကိုလိုက်လံစုံစမ်းကြပါတယ်သူ့ရဲ့သူ့ရဲ့ငွေကြေးသူ့ရဲ့ဆက်သွယ်မှုတွေပြီးတော့သူဘယ်နေရာကိုသွားနိုင်မလဲဆိုတာကိုတစ်ခုချင်းစီစဉ်းစားကြပါတယ်အဲ့ဒီအချိန်မှာစကော့ဟာမက္ဆီကိုကိုထွက်ပြေးဖို့ကြိုးစားနေခဲ့တယ်လို့စုံစမ်းစစ်ဆေးသူတွေသိလာကြပါတယ်တကယ်ပဲစကော့ဟာလည်းမက္ဆီကိုကိုဝင်ရောက်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့အခြေအနေကြောင့်အဲ့ဒီအစီအစဉ်ဟာအဆင်မပြေခဲ့ပါဘူးနောက်ဆုံးမှာသူဟာအမေရိကန်ပြည်ထောင်စုထဲမှာပဲရှိနေခဲ့ပါတယ်သူ့ရဲ့အခြေအနေကတော့ပုံမှန်မဟုတ်တော့ပါဘူးသူဟာငွေသားအမြောက်များကိုကိုက်ဆောင်ထားခဲ့ပါတယ်သူ့မှာအခြားသူတွေရဲ့အမိနဲ့ပတ်သက်တဲ့ပစ္စည်းတချို့လည်းရှိနေခဲ့ပါတယ်ပြီးတော့သူ့ရဲ့အသွင်ပြေကိုလည်းပြောင်းလဲထားပါတယ်ရဲတွေအတွက်စကော့ပီတာဆန်ဟာတာမန်အမှုတစ်ခုရဲ့တန်တရားရှိသူမဟုတ်တော့ပါဘူးသူဟာထွက်ပြေးနေတဲ့အဓိကတန်တရားရှိသူဖြစ်လာပါပြီတိတ်မကြခင်မှာပဲသူ့ကိုဆန်ဒီယေဂိုအနီးမှာရဲတွေကဖမ်းဆီးနိုင်ခဲ့ပါတယ်စကော့ကတော့သူ့ရဲ့အပြစ်ကင်းကြောင်းကိုအမြဲတမ်းပြောဆိုနေပါတယ်သူဟာလေးစီကိုမတတ်ခဲ့ဘူးလို့ညင်းဆိုပါတယ်သူမရဲ့ပျောက်ဆုံးမှုနဲ့သူ့မှာဘာမှမပတ်သက်ဘူးလို့ပြောဆိုပါတယ်ဒါပေမဲ့အခုတော့သူ့ရဲ့လုပ်ရက်တွေကသူပြောတဲ့စကားတွေနဲ့စန့်ကျင်ဘက်ဖြစ်နေပါတယ်လူတယောက်ဟာသူ့ဇနီးရဲ့အလောင်းကိုတွေ့ပြီးတဲ့မကြခင်မှာအသွင်ပြင်ကိုပြောင်းလဲပြီးသူ့ရဲ့သပင်ကိုအယောင်ပြောင်းထားပါတယ်မျက်နှာမှာလည်းမုတ်စိတ်မွေးတွေထားခဲ့ပြီးမျိုးကနေထွက်ခွာသွားပါတယ်သူ့စီမှာသူ့ကိုမှတ်ပုံတင်တဲ့ငွေသားအမြောက်များရှိနေပါတယ်ပြီးတော့သူဟာနေဆက်ကိုဖျက်ကျော်ဖို့စူးစမ်းနေပါတယ်ဒါပေမဲ့ဒီအရာတွေနဲ့အပြစ်ရှိကြောင်းသက်သေမပြနိုင်ခဲ့ပါဘူးသူဟာရဲတွေကိုကြောက်လို့ထွက်ပြေးတာဖြစ်နိုင်တယ်လို့တခြားအကြောင်းပြချက်လည်းရှိနေနိုင်ပါတယ်စကော့ပီတာဆန်ဟာလေစီနဲ့ကွန်နာတို့ရဲ့သေဆုံးမှုအတွက်တာဝန်ရှိသူလားဒါမှမဟုတ်သူဟာအမှန်တကယ်အပြစ်မရှိဘူးလားဒီမိကွန်းတွေရဲ့အဖြေကိုတရားရုံးကဆုံးဖြတ်ရတော့မှာပါအမှုစတင်တဲ့အချိန်မှာတရားလိုဘက်ကနေစကော့ပီတာဆန်ဟာသူ့ဇနီးလေစီကိုတတ်ခဲ့တယ်လို့စွပ်စွဲခဲ့ပါတယ်ပြီးတော့သူမရဲ့အလောင်းကိုဆန်ဖရန်စစ္စကိုဘေးတဲကိုတွားရောက်ဆုပ်ပြစ်ခဲ့တယ်လို့လည်းစွပ်စွဲခဲ့ပါတယ်ဒီအမှုမှာအရေးကြီးတဲ့သက်သေတစ်ခုကတော့စကော့ရဲ့လေပါလေစီပျောက်ဆုံးသွားတဲ့နေ့မှာစကော့ဟာအဲ့ဒီလေနဲ့ဘာကလီမရီနာကိုတွားခဲ့ပါတယ်သူ့ရဲ့ပြောဆိုချက်အရတော့ငားမြဖို့ပါနောက်ပိုင်းမှာလေစီအလောင်းတွေ့ရှိခဲ့တဲ့နေရာနဲ့သူသွားခဲ့တဲ့နေရာဒီအချက်တွေဟာတရားစွဲဆိုရေးဘက်အတွက်အရေးကြီးတဲ့အချက်တွေဖြစ်လာပါတယ်ဒါပေမဲ့လေတစင်းနဲ့ရေပြင်တစ်ခုတည်းနဲ့လူတက်မှုကိုတက်တည်ပြလို့မရသေးပါဘူးဒါကြောင့်တရားလိုဘက်ကနေနောက်ထပ်သက်သေတွေကိုတစ်ခုချင်းစီတင်ပြလာပါတယ်အဲ့ဒီထဲမှာလူအများဆုံးစိတ်ဝင်စားခဲ့တဲ့အရေးကြီးဆုံးသက်သေတစ်ယောက်ကတော့ Amber Free ပါ Amber ဟာ Scott နဲ့အခြေအတစ်ခုရှိနေခဲ့ပါတယ် Scott နဲ့သူမပြောခဲ့တဲ့ဖုန်းစကားတွေဟာလည်းတရားရုံးမှာအလွန်ရေးကြီးလာပါတယ်ဘာကြောင့်လဲဆိုတော့ Scott ရဲ့စကားတွေထဲမှာသူ့ဘဝနဲ့ပတ်သက်ပြီးသူ့ရဲ့အိမ်တော်ရေးအခြေအနေကိုအမှန်တိုင်းမပြောခဲ့ပါဘူးဒါပေမဲ့တရားရုံးမှာအရေးကြီးတဲ့မိကွန်းတစ်ခုကသူက Amber ကိုလင်ခဲ့တာနဲ့ဒေစီကိုတတ်ခဲ့တာဘလို့ဆက်ဆက်နေလဲဒီနှစ်ခုကြားမှာတိုင်းရိုက်ဆက်ဆက်မှုကိုတရားလိုဘက်ကတက်တည်ပြဖို့လိုအပ်ပါတယ်ဒါကြောင့်ဖုန်းစကားတွေနဲ့မကပဲစကော့ရဲ့လှုပ်ရှားမှုတွေကိုပါပြန်လည်စစ်ဆေးကြပါတယ်လေစီပျောက်ဆုံးသွားတဲ့နေ့မှာသူဘယ်မှာရှိခဲ့တယ်သူဘယ်ကိုသွားခဲ့တယ်ဘာလုပ်ခဲ့တယ်ပြီးတော့သူပြောခဲ့တဲ့အရာတွေနဲ့တကယ်ဖြစ်ပျက်ခဲ့တာကိုက်ညီမှုရှိမရှိတခုချင်းစီပြန်စစ်ကြပါတယ်ဒီအချိန်မှာတရားရုံးနဲ့အရေးကြီးတဲ့သက်သေတွေထပ်မံပေါ်လာခဲ့ပါတယ်စကော့ပီတာဆန်ရဲ့လှေပြီးတော့လေစီပျောက်ဆုံးသွားတဲ့နေ့မှာလေစီရဲ့အလောင်းကိုလှေနဲ့တည်ဆောင်ပြီးရေထဲမှာဆုပ်ပစ်ခဲ့တယ်လို့တရားလိုဘက်ကနေစွပ်စွဲခဲ့ပါတယ်ဒါပေမဲ့ဒီနေရာမှာအမှုရဲ့အရေးကြီးတဲ့အငင်းပွားတရားတစ်ခုရှိနေပါတယ်လေစီရဲ့အလောင်းကိုရေပြင်စီကိုဘလို့ခြေနေမှာစွန့်ပစ်ခဲ့တာလဲအဲ့ဒီနေရာမှာစကော့တယောက်တည်းလုံနိုင်ခဲ့တာလားဒါမှမဟုတ်တခြားလူတယောက်ပါဝင်ခဲ့နိုင်သလားဒီမိကွန်းတွေကိုတရားရုံးမှာနှစ်ဖက်စလုံးကမတူညီတဲ့နီးလန်းတွေနဲ့တင်ပြကြပါတယ်
တရားလိုဘက်ကတော့ Scott ရဲ့လုပ်ရက်တွေကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးအမှုတစ်ခုလုံးကိုတိစောက်ခဲ့ကြပါတယ်တရားခံဘက်ကတော့အဲ့ဒီအချက်တွေဟာသက်သေမပြေဆုံးဘူးလို့ပြန်လည်ညှင်းဆိုခဲ့ကြပါတယ်သူတို့ရဲ့အဓိကအချက်ကတော့ Scott ရဲ့အပြုအမူတွေဟာတန်တရားဖြစ်စရာဖြစ်နိုင်ပေမဲ့လူတက်မှုကျွလွန်ခဲ့တဲ့ဆိုတာကိုဓာတ်ရိုက်သက်သေမပြနိုင်ဘူးဆိုတာပါတရားလိုဘက်ကတော့အမှုကိုအချက်တစ်ခုတည်းနဲ့တိစောက်ထားတာမဟုတ်ပါဘူးသူတို့မှာ Scott ရဲ့အခြေရည်သူ့ရဲ့လိမ်ညာမှုတွေလေးစီပျောက်ဆုံးသွားတဲ့နေ့ကသူ့ရဲ့လှုပ်ရှားမှုသူ့ရဲ့လေးစီရဲ့အလောင်းတွေးရှိတဲ့နေရာပြီးတော့ဖမ်းဆီးမခံရခင်သူ့ရဲ့ထွက်ပြေးဖို့ကြိုးစားမှုအဲ့ဒီအရာအလုံးရှိနေပါတယ်တရားခွင်ထဲမှာလာပေါင်းများစွာကြာအောင်သက်သေတွေကိုဆက်လက်တင်ပြနေကြပါတယ်အမှုရဲ့အသေးစိတ်အချက်တွေကတော့တစ်ခုပြီးတစ်ခုလူထုရှေ့ကိုရောက်ရှိလာပါတယ်ပြီးတော့အမှုရဲ့နောက်ဆုံးအဆင့်မှာ Scott Peterson ကိုယ်တိုင်သူ့အပေါ်ဆွဆွဲထားတဲ့အမှုတွေအလုံးကိုဘယ်လိုတုံ့ပြန်မလဲဆိုတာလူတိုင်းစောင့်မျှော်နေကြပါတယ်အခုတော့မေကွန်းတစ်ခုတည်းပဲကြံပါတော့တယ် Scott Peterson ဟာအပြစ်ရှိသလားဒါမှမဟုတ်သူဟာအပြစ်မရှိဘူးလားအဖြေကိုတရားသူကြီးကပေးမှာမဟုတ်ပါဘူးဂျူရီအဖွဲ့ကဆုံးဖြတ်ရမှာပါဂျူရီအဖွဲ့ဟာအမှုကိုအချိန်ယူစဉ်းစားကြပါတယ်။နောက်ဆုံးမှာသူတို့ရဲ့ဆုံးဖြတ်ချက်ထွက်ပေါ်လာပါတယ်။ Scott Peterson ဟာLaci Peterson သေဆုံးမှုအတွက်အပြစ်ရှိကြောင်းဆုံးဖြတ်ခံခဲ့ရပါတယ်။ပြီးတော့သူမရဲ့မမွေးဖွားသေးတဲ့သားလေးကော်နာသေဆုံးမှုအတွက်လည်းအပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာLaci Peterson ရဲ့မိသားစုအတွက်နှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရတဲ့အမှုတစ်ခုဟာနောက်ဆုံးအဖြေကိုရရှိသွားခဲ့ပါပြီ။ဒါပေမဲ့အဖြေဟာနာကျင်စရာကောင်းပါတယ်။ Laci ဟာအိမ်ကိုပြန်မလာတော့ပါဘူး။သူမရဲ့သားကော်နာလည်းဒီကဘာထဲကိုရောက်မလာနိုင်ခဲ့တော့ပါဘူးဒီလိုနဲ့2004ခုနှစ်နိုဝင်ဘာလ12ရက်နေ့မှာဂျူရီဖွဲ့က Scott Peterson ဟာLaci Peterson ကိုပထမအဆင့်လူသတ်မှု first degree murder နဲ့ Connor Peterson ကိုဒုတိယအဆင့်လူသတ်မှု second degree murder ကျူးလွန်ကြောင်းအပြစ်ရှိတယ်လို့ဆုံးဖြတ်ခဲ့ပါတယ်နောက်ပြီးတော့2004ခုနှစ်ဒီဇင်ဘာလ13ရက်နေ့မှာဂျူရီအဖွဲ့ကတည်တံချမှတ်ဖို့အကြံပြုခဲ့ပါတယ်ဒီလိုနဲ့2005ခုနှစ်မတ်လ16ရက်နေ့မှာတရားသူကြီးကဂျူရီအဖွဲ့ရဲ့အကြံပြုချက်အတိုင်းတည်တံကိုတရားဝင်ချမှတ်ခဲ့ပါတယ်ဒါအပြင်Laciနဲ့ကွန်နာတို့ကိုတတ်မှုအတွက်တမှုစီအလိုက်သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Scott Peterson ဟာသူ့အပြစ်ကိုယနေ့ထိတိုင်းညှင်းဆိုနေသေးပါ။နောက်ပိုင်းမှာတော့ကယ်လီဖိုးနီးယားမှာသေဒဏ်အကောင့်တွေဖော်မဲ့စနစ်နဲ့ပတ်သက်တဲ့အပြောင်းအလဲတွေကြောင့် Scott Peterson ရဲ့သေဒဏ်ကို2020ခုနှစ်မှာကယ်လီဖိုးနီးယား Supreme Court ကပယ်ဖျက်ပြီးလူသတ်မှုအတွက်အပြစ်ရှိကြောင်းစီရင်ချက်တွေကိုတော့မပြောင်းလဲပဲထားခဲ့ပါတယ်။သူ့ရဲ့အပြစ်ရှိကြောင်းစီရင်ချက်ကတော့ဆက်ရှိနေပါတယ်။သေဒဏ်ကိုပဲပယ်ဖျက်လိုက်တာဖြစ်ပါတယ်။ဒီအမှုနဲ့ပတ်သက်ပြီးအင်တာနက်ပေါ်မှာတခြား theory တွေအများကြီးပေါ်ထွက်လာခဲ့ပါတယ်။တချို့ကLaciဟာအိမ်ကနေထွက်သွားပြီးတခြားတစ်ယောက်ကသူမကိုတတ်ခဲ့တာလို့ယူဆကြပါတယ်။တချို့ကတော့သူမရဲ့ပျောက်ဆုံးမှုမှာတခြားလူတွေပါဝင်နိုင်တယ်လို့ယူဆကြပါတယ်။ဒါပေမဲ့ဒီ theory တွေကိုတရားရုံးကအတည်ပြုထားခဲ့ခြင်းတော့မရှိပါဘူး။အမှုရဲ့တရားဝင်ဆုံးဖြတ်ချက်ကတော့ Scott Peterson ဟာLaci Peterson နဲ့ Connor တို့ရဲ့သေဆုံးမှုအတွက်အပြစ်ရှိသူပဲဖြစ်ပါတယ်။ Laci Peterson အမှုဟာနှစ်တွေကြာလာခဲ့ပေမဲ့လူတွေကြားမှာအထင်ရှားဆုံးလူသတ်မှုတစ်ခုအဖြစ်ဒီနေ့အထိပြောဆိုနေကြဆဲပါဒီအမှုကိုနားထောင်ပြီးမိတ်ဆွေဆိုရင်ရောဒီအမှုမှာဖြစ်ပျက်ခဲ့တဲ့အရာတွေကိုဘယ်လိုမြင်မိမလဲ Scott Peterson ဟာတကယ်ပဲတရားရုံးကဆုံးဖြတ်ခဲ့သလိုအပြစ်ရှိသူလားဒါမှမဟုတ်ဒီအမှုထဲမှာယနေ့အထိမသိရသေးတဲ့အခြားအမှန်တရားတစ်ခုရှိနေသေးတာလားမိတ်ဆွေရဲ့အမြင်ကိုကွန်မန့်မှာမျှဝေပေးခဲ့ပါဒီအမှုရဲ့ဖိုင်ကိုဒီနေရာမှာပဲပိတ်လိုက်ပါပြီဒါပေမဲ့အမှန်တရားကိုတော့ဘယ်သူမှပိတ်လို့မရပါဘူး This is Black File